ရိုနီပြောပြတဲ့အာနိုနဲ့ရီရဲ့အကြောင်းအာနိုကဒီယာတီကုန်မှာလီဗာပူးအသင်းနဲ့စာချုပ်သက်တမ်းကုန်မယ်ဒီတော့သူ့အနေနဲ့လီဗာပူးအသင်းမှာပဲတစ်သက်လုံးဆက်နေမလားဒါမှမဟုတ်သူ့ကိုလိုချင်တဲ့ရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့မလားဆိုတာကိုသူကိုယ်တိုင်ပဲဆုံးဖြတ်လိမ့်မယ်ဒီလိုလုပ်ပိုင်ခွင့်ကိုလည်းအာနိုပိုင်ဆိုင်ထားတယ်တကယ်လို့အာနိုအနေနဲ့လီဗာပူးအသင်းကထွက်ခွာသွားပြီးအခြားအသင်းကိုပြောင်းရွှေ့သွားမယ်ဆိုရင်သူဘာလို့ပြောင်းလဲမှာလဲဆိုပြီးခင်ဗျားသိချင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်ပြောနေတာကရီယယ်မက်ဒရစ်အသင်းပါဒီတော့အာနိုရဲ့ကစားသမားဘဝပြောင်းရွှေ့မှုနဲ့ပတ်သက်ပြီးခင်ဗျားတို့အနေနဲ့မေးခွန်းမထုတ်သင့်ဘူးလို့ထင်တယ်ရီယယ်မက်ဒရစ်ကကမ္ဘာပေါ်မှာအကြီးကျယ်ခမ်းနားဆုံးကလပ်အသင်းဖြစ်ပြီးသမိုင်းကြောင်းလည်းခမ်းနားလွန်ပါတယ်ရီယယ်မက်ဒရစ်အသင်းမှာကစားခွင့်ရဖို့ဆိုတာကစားသမားတိုင်းအတွက်တကယ်ကိုကြီးမားတဲ့အခွင့်အရေးဖြစ်ပါတယ်ဒီတော့အာနိုအနေနဲ့ရီယယ်မက်ဒရစ်အသင်းရဲ့ကမ်းလှမ်းမှုကိုညှင်းဆန်ဖို့ခက်ခဲတယ်လို့ခန်းစားရမယ်ဆိုရင်လည်းကျွန်တော်နားလည်နိုင်ပါတယ်လီဗာပူးကအာနိုရဲ့ငယ်မွေးချပေါက်ကလပ်ပါဒီတော့သူ့အနေနဲ့လီဗာပူးကိုဆုံးခွာဖို့ဆိုတာသင်ထားတဲ့လောက်တော့လွယ်ကူနေမှာတော့မဟုတ်ပါဘူးဒါပေမဲ့တစ်ခါတလေမှာကစားသမားတွေဟာသူတို့အနာဂတ်အတွက်ဆုံးဖြတ်တတ်ကြပါတယ်ရီယယ်ကကစားသမားတိုင်းကိုခေါ်ယူနိုင်တယ်2010မှာကျွန်တော်အသင်းနဲ့စာချုပ်ထက်မချုပ်ချင်တော့ဘူးအသင်းပြောင်းရွှေ့ခွင့်ပေးပါလို့မန်ချက်စတာယူနိုက်တက်အသင်းကိုကျွန်တော်တောင်းဆိုခဲ့ပါတယ်အဲဒီမှာကျွန်တော်ကိုခေါ်ယူဖို့ကမ်းလှမ်းတဲ့ကလပ်အသင်း3သင်းရှိခဲ့တာပါကျွန်တော်ကိုခေါ်ယူခြင်းတဲ့အသင်းတွေထဲမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းနဲ့ပါဝင်တယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့မန်စီးတီးကိုပြောင်းဖို့စဉ်းတော်မစဉ်းစားခဲ့ပါဘူးကျွန်တော်ကိုခေါ်ယူဖို့ကမ်းလှမ်းလာတဲ့အသင်းတွေကတော့ချက်လ်ဆီရီယယ်မက်ဒရစ်နဲ့ဘာစီလိုနာအသင်းတို့ပဲဖြစ်ပါတယ်ကျွန်တော်အကောင့်ထဲမှာစပိန်မှာသွားကစားဖို့အဆင်သင့်ဖြစ်နေပါပြီစပိန်ထိပ်သီးအသင်းတွေဖြစ်တဲ့ရီယယ်မက်ဒရစ်ဘာစီလိုနာတို့နဲ့လည်းဆွေးနွေးမှုတွေတောင်ပြုလုပ်ခဲ့ပါတယ်ဆွေးနွေးမှုပြုလုပ်ပြီး2ရက်လောက်အကြာမှာကျွန်တော်အနေနဲ့ရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ဖို့နှီးစပ်ခဲ့တာပါဒါပေမဲ့ကျွန်တော်အနေနဲ့ဘာစီလိုနာနဲ့ပို့လိုက်မယ်လို့ထင်မိပါတယ်မက်ဆီအီနီယက်စတာဇာဗီဘူစကွက်နဲ့တွေးဖက်ကစားဖို့ကကျွန်တော်အတွက်ပိုပြီးအောင်မြင်မယ်လို့ကျွန်တော်တွေးခဲ့တာပါနောက်ဆုံးမှာတော့မန်ချက်စတာယူနိုက်တက်မှာပဲဆက်နေဖို့ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်ဒါပေမဲ့ဘာစီလိုနာကအရန်ကောင်းတဲ့အသင်းဖြစ်ပြီးအဲ့ဒီတုန်းကကစားသမားတိုင်းတွားချင်တဲ့အသင်းဖြစ်ခဲ့တာပါအခုရီယယ်မက်ဒရစ်ကအဲ့ဒီတုန်းကဘာစီလိုနာလိုပါပဲသူတို့မှာအမ်ဘာပေဘယ်လင်ဂမ်ဗီနီရှာတို့လိုကျဲပုံကစားသမားတွေရှိပြီးအာနိုအနေနဲ့သူတို့နဲ့တွေးဖက်ကစားခြင်းမှာဖြစ်တယ်လို့ကမ္ဘာပေါ်ကကစားသမားတိုင်းနဲ့သူတို့နဲ့တွေးဖက်ကစားခွင့်ရခြင်းကြမှာပါအာနိုကအသက်6နှစ်မှာလီဗာပူးကိုရောက်လာပြီးအခုဆိုရင်လီဗာပူးမှာသူကစားလာတာနှစ်ပေါင်း20နီးပါးရှိနေပါပြီကယ်ရိုနဗီကာရီကာတို့လိုကလပ်အသင်းထဲမှာပဲကစားတဲ့ကစားသမားတချို့ရှိပေမဲ့ကစားသမားအများစုကတော့တစ်ချိန်ချင်းမှာအသင်းပြောင်းရွှေ့ကစားကြတာရှိပါပဲစင်ခေါ်မှုတွေကိုရင်ဆိုင်ခြင်းနဲ့ကွဲပြားခြားနားမှုကိုခံစားခြင်းနဲ့အာနိုကိုကျွန်တော်အပြစ်မတင်ပါဘူးစပိန်ကအာနိုအတွက်ကောင်းမွန်တဲ့ပြောင်းရွှေ့မှုဖြစ်လာနိုင်ပါတယ်2010မှာမန်ချက်စတာယူနိုက်တက်အသင်းကနေကျွန်တော်ထွက်ခွာဖို့စဉ်းစားတော့ကစူဖလားတို့ရရှိရေးကအကြီးမားဆုံးအကြောင်းပြချက်ဖြစ်ပါတယ်အဲ့ဒီတုန်းကကျွန်တော်အသက်25နှစ်ပြည့်တော့မှဖြစ်ပြီးအသင်းသွားနေတဲ့လမ်းကြောင်းအပေါ်စိုးရိမ်နေတာကြောင့်အဲ့ဒီလိုစဉ်းစားခဲ့တာပါအာနိုကတော့စူဖလားတွေလိုချင်လို့လီဗာပူးအသင်းကနေထွက်ခွာဖို့စဉ်းစားနေတာလို့ကျွန်တော်မထင်ပါဘူးဘာလို့လဲဆိုတော့လီဗာပူးအသင်းကဒီယာတီမှာပရီးမီးယားလိချန်ပီယံဆုကိုစုခူးနိုင်ခဲ့ပြီးပါပြီအာနိုကလီဗာပူးအသင်းမှာအစွမ်းကုန်တောက်ပခဲ့ပြီးပါပြီလီဗာပူးမှာသူရတဲ့စူဖလားအားလုံးကိုရခဲ့ပြီးပါပြီ2004မှာငယ်မွေးချံပေါက်ကလပ်အဗာတန်ကိုစွန့်ခွာပြီးမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့တဲ့ကျွန်တော်အခြေအနေနဲ့အာနိုရဲ့လက်ရှိအခြေအနေကအရန်ကိုကွာခြားပါတယ်မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ခဲ့တော့ကအဗာတန်ကိုကျွန်တော်မစွန့်ခွာချင်ခဲ့ပါဘူးဒါကြောင့်ကျွန်တော်အရန်ခံစားခဲ့ရတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကစားသမားဘဝပိုကောင်းလာဖို့နဲ့စူဖလားတွေရယူနိုင်ဖို့အတွက်အသင်းပြောင်းမှဖြစ်မှာမလို့ပြောင်းရွှေ့ခဲ့တာပါဒီတော့လီဗာပူးပရိသတ်တွေအနေနဲ့အာနိုဘာကြောင့်အသင်းပြောင်းချင်တာလဲဆိုတာကိုပို့ပြီးသိချင်ကြမယ်ထင်ပါတယ်ဘာလို့လဲဆိုတော့အာနိုဟာလီဗာပူးအသင်းနဲ့အတူစူဖလားတွေရယူပြီးသားဖြစ်နေလို့ပါဒါပေမဲ့အာနိုအနေနဲ့ကွေးပြားချမ်းသာတဲ့ယဉ်ကျေးမှုတွေကွေးပြားချမ်းသာတဲ့အတွေ့အကြုံတွေကိုလိုချင်မယ်လို့ထင်ပါတယ်တကယ်လို့သူသာရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့ခဲ့မယ်ဆိုရင်သူ့အနေနဲ့စပိန်နိုင်ငံမှာပို့ပြီးအောင်မြင်ပါလိမ့်မယ်သူ့အနေနဲ့မတူညီတဲ့စင်ခေါ်မှုတွေကိုရင်ဆိုင်ရမှာဖြစ်ပြီးစူဖလားတွေလည်းပုံမှန်ရယူနိုင်ပါလိမ့်မယ်အင်္ဂလန်မှာသူရခဲ့တဲ့စူဖလားတွေနဲ့မတူတဲ့စူဖလားတွေကိုရမှာပါပြီးတော့အင်္ဂလန်လူငယ်ကစားသမားတွေပြည်ပထွက်ကစားပြီးကြီးမားတဲ့အောင်မြင်မှုတွေရနေတာကိုလည်းကျွန်တော်တို့တွေ့မြင်ရပြီးသားပါအာနိုအနေနဲ့ပြည်ပမှာပုံမှန်ကြီးမားတဲ့အောင်မြင်မှုတွေရနိုင်မယ်လို့ကျွန်တော်သိချပေါက်ပြောရပါတယ်သူကဘယ်လင်ဂမ်နဲ့ယင်းနှီးတာကြောင့်ရီယယ်မက်ဒရစ်မှာသားကြဖို့လည်းပို့ပြီးလွယ်ကူမှာပါအသင်းကနေအာနိုထွက်ခွာမယ်လို့တွေးလိုက်ရုံနဲ့တင်လီဗာပူးပရိသတ်တွေဘာကြောင့်ဝမ်းနေတယ်ဘာကြောင့်ဒေါသထွက်ကြတယ်ဆိုတာကိုကျွန်တော်နားလည်ပါတယ်ဘယ်အသင်းပရိသတ်မဆိုသူတို့ရဲ့ငယ်မွေးချံပေါက်ကစားသမားတွေကအသင်းကနေထွက်ခွာသွားတာရောင်းချတာကိုမမြင်ချင်ကြပါဘူးအာနိုအနေနဲ့ပြောင်းရွှေ့ခြင်းလို့နဲ့အသင်းပြောင်းမှာဖြစ်လို့လီဗာပူးပရိသတ်တွေပို့ပြီးဝမ်းနေကြတယ်လို့ကျွန်တော်ခန်းစားပါတယ်ဒါပေမဲ့အခုလိုအခြေအနေထိရောက်လာတာဟာအာနိုနဲ့သက်ဆိုင်တယ်လို့အဓိကတာဝန်ရှိနေတာကလီဗာပူး
ဘူးအသင်းဖြစ်ပါတယ်လီဗာပူးအသင်းကအာနိုးကိုဒီချင်းနေထိရောက်အောင်ဘာလို့ခွင့်ပြုခဲ့တာလဲကျွန်တော်မသိပါဘူးဒါပေမဲ့လီဗာပူးအသင်းကမူဆာလာနဲ့ဗန်ဒိုက်တို့ကိုဒီချင်းနေရောက်တဲ့အထိပြစ်ထားခဲ့သလိုအရင်တုန်းကလည်းဝီနယ်ဒါနဲ့ဖေမနိုတို့ကိုဒီလိုချင်းနေထိအရောက်ခံခဲ့တာအားလုံးသိပြီးသားဖြစ်မှာပါတခြားကစားသမားတွေစာချုပ်တက်တန်းကုန်ဆုံးမဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောဆိုမှုတွေတိတ်မတွေ့ရပေမဲ့အာနိုးနဲ့ပတ်သက်ပြီးပြောဆိုမှုကအတော်လေးများတယ်ဘာလို့လဲဆိုတော့အာနိုးကလီဗာပူးအသင်းရဲ့ငယ်မွေးချံပေါက်ဖြစ်နေတာကြောင့်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့တရားမျှတမှုမရှိဘူးလို့လည်းကျွန်တော်မြင်တယ်တကယ်လို့အာနိုးသာရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့သွားမယ်ဆိုရင်လီဗာပူးပရိသတ်တွေအတွက်သာမကပရီးမီးယားလိအတွက်ပါကမ္ဘာအကောင်းဆုံးကစားသမားသူကိုဆုံးရှုံးရပါလိမ့်မယ်ဒါပေမဲ့သူရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့အဲ့ဒီမှာသူအောင်မြင်ပါစေလို့ကျွန်တော်ဆုတောင်းနေမှာပါအာနိုးရဲ့ပြောင်းရွှေ့နဲ့ပတ်သက်ပြီးအတန်းတွေအများကြီးထွက်နေပေမဲ့တကယ်တမ်းအပြောင်းရွှေ့ကဖြစ်မြောက်သေးတာမဟုတ်ပါဘူးဒါကိုကျွန်တော်ကိုယ်တိုင်ကစားသမားဘဝဖြတ်တန်းခဲ့ဘူးလို့ကောင်းကောင်းသိပါတယ်2010မှာမန်ချက်စတာယူနိုက်တက်အသင်းကနေကျွန်တော်ထွက်ခွာဖို့လို့တော့တင်ပရိသတ်တွေကျွန်တော်အိမ်ရှိမှာဆန္ဒပြခဲ့ကြတယ်သူတို့ကမန်ချက်စတာယူနိုက်တက်အသင်းကနေကျွန်တော်ကိုထွက်တော့မယ်လို့တင်ခဲ့ကြတာကိုဒါပေမဲ့နောက်ဆုံးမှာတော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ကျွန်တော်စာချုပ်အသစ်ချုပ်ဆိုခဲ့ပါတယ်အာနိုးကလည်းရီယယ်မက်ဒရစ်အသင်းနဲ့ဘာစာချုပ်မှမချုပ်ဆိုရသေးပါဘူးသူအနေနဲ့ရီယယ်မက်ဒရစ်ကိုပြောင်းရွှေ့တော့မယ်လို့တရင်နှစ်ကြဲပြင်းပြင်းထွက်နေပေမဲ့နောက်ဆုံးမှာလီဗာပူးအသင်းမှာပဲဆက်နေမယ်ဆိုရင်လည်းကျွန်တော်အံ့ဩမှာမဟုတ်ပါဘူး